မင်းရဲ့လမ်းကြောင်းကိုတားဆီးနေတဲ့တောင်ကြီးဟာအခြားသူမဟုတ်ပါဘူးမင်းကိုယ်တိုင်မှာပဲဆိုတဲ့အချက်ပါအားလုံးပဲမင်္ဂလာပါအငန်းကောင်မှကြိုဆိုပါရစေဒီစာအုပ်ကိုတော့ရီယန်နာဝေရေးသားတဲ့ The Mountain ACU တောင်တန်းကြီးကမင်းပါပဲဆိုတဲ့စာအုပ်ကကောက်နှုတ်ထားတာဖြစ်ပါတယ်စာအုပ်ကအဓိကပြောချင်တာကငါတို့ဘဝမှာလိုချင်တဲ့ပန်းနိုင်စီမရောက်အောင်ငါတို့ရဲ့စိတ်ကပဲငါတို့ကိုပြန်လည်တားဆီးနေတာကိုဆိုလိုတာဖြစ်ပါတယ်ဥပမာအောင်မြင်မှုပျော်ရွှင်မှုရှင်းရှင်းမေတ္တာနဲ့အလေးချိန်ကောင်းများကိုပြောချင်တာပါဘဝမှာကြုံတွေ့နေရတဲ့ကြီးမားတဲ့အခက်အခဲတွေဒါမှမဟုတ်ပြောင်းလဲရခဲ့တဲ့အလေးချိန်စိုးတွေကိုသူကတောင်းတကြီးတစ်ခုနဲ့ခိုင်နိုင်ထားတာပါဆရာပြောတာကတောင်းကိုစေးစေးဆိုင်ကြည့်နေုံနဲ့တောင်းကပြောင်းမသွားပါဘူးငါတို့ကိုယ်တိုင်ပြောင်းလဲပြီးတောင်းမောကိုတက်လှမ်းနိုင်မှသာလျှင်ဒီတောင်းကိုကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်ငါတို့ရဲ့စိတ်ကငါတို့ကိုအကာအကွယ်ပေးခြင်းနဲ့စိတ်ခံစားခြင်းအကြောင်းရင်းဆိုတာပုံဖော်ဆုံးလုံခြုံစိတ်ချရသောနေရာကိုမဆုံးလွတ်နိုင်ခြင်းကိုဆိုလိုတာပါငါတို့ရဲ့အုံနောက်နဲ့မတိစိတ်ဟာလုံခြုံရေးကိုအဓိကဦးစားပေးပါတယ်အဲ့ဒီအခြေအနေမှာဘာဒုက္ခကြုံရမလဲဘယ်လောက်ထိနာကျင်ရမလဲဆိုတာကိုငါတို့မတိစိတ်ကအတိအကျခံမှန်းလို့ရနေပါတယ်အခြေအနေကိုထိန်းချုပ်လို့ရတယ်လို့ခံစားရတဲ့အတွက်မတိစိတ်ကဒါကိုလုံခြုံတယ်လို့အမှားကြီးထင်မှန်လိုက်တာပါပြောင်းလဲလိုက်ရင်ပိုကောင်းလာမယ်ဆိုတာကိုအုံနောက်ကသိပေမဲ့မသိသေးတဲ့အနာဂတ်ဆိုတဲ့အရာကိုမသိသေးကအန်တရလို့သတ်မှတ်လိုက်တာကြောင့်ကြောက်ရွံ့ပြီးရုံးထွက်ဖို့ညှင်းဆန်နေတတ်ပါတယ်။ပြောင်းလဲမှုတစ်ခုလုပ်တဲ့အခါချက်ချင်းကြီးကြီးမားမားမပြောင်းလဲပဲမသိသေးကမကြောက်ရအောင်အလွန်သေးငယ်တဲ့ခြေလှမ်းကနေစတင်မှာဥပမာဘဝကြီးတစ်ခုလုံးကိုချက်ချင်းပြောင်းလဲပြထားမျိုးမဟုတ်ပဲအလေးအကျင့်တစ်ခုကိုစတင်လုပ်ကြည့်တာမျိုးပါပြောင်းလဲလိုက်ရင်ဘာဖြစ်သွားနိုင်လဲဆိုတဲ့အဆိုးဆုံးအခြေအနေကိုစာရွက်ပေါ်မှာချရေးကြည့်ပါရေးကြည့်လိုက်တဲ့အခါမသိသေးကကြောက်နေသလားတကယ်တမ်းမဆိုးရွားကြောင်းတတိထားမိသွားပါလိမ့်မယ်အတိတ်ကဒဏ်ရာများအတိတ်မှာကြုံတွေ့ခဲ့ရတဲ့ခါသီးမှုကြာချုံမှုပြစ်ပယ်ခံရမှုဒါမှမဟုတ်စိတ်ဒဏ်ရာတွေကိုစိတ်ထဲကအပြည့်အဝလက်မခံနိုင်သေးတာအဲ့ဒီတုန်းကခံစားခဲ့ရတဲ့ဝမ်းနည်းမှုဒေါသနာကျင်မှုတွေကိုစနစ်တကျဖွင့်ထုတ်ဖြည့်ရှင်းမပြည့်ပဲဖုံးဖိတိုက်မြုံထားတာကိုဆိုလိုတာပါအဲ့ဒီစိတ်ဒဏ်ရာတွေကိုအပြင်ပန်းမှာမေးသွားပြီလို့ထင်ရပေမဲ့မသိသေးတဲ့မှာတော့မပြောက်ပြဲပဲအမြဲတမ်းကြံနေခဲ့ပါတယ်စိတ်ဒဏ်ရာမဖြည့်ရှင်းရသေးတဲ့အခါမသိစိတ်ကအကာအကွယ်ပေးသည့်စနစ်ထုတ်ပြန်တတ်ပါတယ်ဥပမာအတိတ်ကခြေရသူယုံကြည်ရသူရဲ့သစ္စာပေါက်မှုကိုကြုံခဲ့ရဘူးရင်မသိစိတ်ကနောက်တခါလူအသစ်နဲ့နေကပ်ရင်ထပ်နာခြင်းရလိမ့်မယ်ဆိုပြီးကြောင်းရုံကသက်ဆိုင်ရေးအသစ်တွေကိုကိုယ်တိုင်ဖြည့်ဆည်းမိတာသို့မဟုတ်မလိုလားအပ်ပဲဝေဝေးနေမိတာမျိုးဖြစ်တတ်ပါတယ်လက်ရှိမှာအခွင့်အရေးကောင်းတစ်ခုကိုရလာရင်တောင်မှအတိတ်ကကြာရှုံးခဲ့မှုတဲ့စိတ်ဒဏ်ရာကြောင့်ငါလုံနိုင်မှာမဟုတ်ပါဘူးဆိုပြီးကြိုတင်လက်လျှော့လိုက်တာအလုပ်ကိုအချိန်ဆွဲတာမျိုးသားတဲ့အပြုအမူတွေကိုဖြစ်စေပါတယ်အတိတ်ကနာကျင်မှုကိုမဖြစ်ခဲ့သလိုမျိုးဘေးလိဆန်ဆန်ဟန်ဆောင်မနေပါနဲ့ငါနာကျင်ခဲ့ရတယ်ငါကြောက်နေတယ်ဆိုတာကအမှန်တိုင်းကိုယူသားစွာအတိမတ်ပြုဖို့ပါစိတ်ဒဏ်ရာတစ်ခုကိုပြေပြောက်ဖို့ဆိုရင်အဲ့ဒီတုန်းကမထုတ်လိုက်ရတဲ့ခံစားချက်ဝမ်းနည်းမှုဒေါသတွေကိုစိတ်ထဲကနေအပြည့်အဝခံစားပြီးမှသာလျှင်စိတ်ကလုံးမြောက်သွားတာလွယ်လည်ဖြစ်သွားတာဖြစ်ပါတယ်အတိတ်ကဖြစ်ခဲ့ရတဲ့အကြောင်းအရာတွေအတိတ်မှာပဲကြံခဲ့ပြီးအခုလက်ရှိမှာရောက်နေတဲ့ငါကအရင်ကတည်းပို့ပြီးတာမာလာပြီးရင်းကျက်လာပြီဆိုတာကိုမသိစိတ်ထဲမှာအမြဲအသိပေးပါအတိတ်ကစိတ်ဒဏ်ရာဆိုတာငါတို့ရဲ့အမတ်တရ memory တစ်ခုပါပဲအဲ့ဒီအမတ်တရကိုစိတ်ခံစားချက်ဒဏ်ရာအဖြစ်မကြံခဲ့စေပဲသင်ခန်းစာအဖြစ်ပြောင်းလဲလိုက်နိုင်တဲ့အခါမှာခြေကိုပေါ်ပေါ်ပါပါဆက်ချောင်းနိုင်မှာဖြစ်ပါတယ်အောင်မြင်မှာသို့မဟုတ်ကြာချုံမှာကိုကြောက်ရွံ့ခြင်းဆိုတာစာအုပ်ထဲမှာမိမိကိုယ်ကိုလမ်းတစ်ခုလက်မှာတားဆီးမိနေတဲ့အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာသဘောတရားဖြစ်ပါတယ်ကြာချုံမှာကြောက်တာကိုလူတိုင်းနားလည်ကြပေမဲ့အောင်မြင်မှာကိုကြောက်တာကြတော့စိတ်ထဲမှာတွေးရဖြစ်စရာကောင်းလာပါတယ်ငါတော့လုံးလိုက်လို့မအောင်မြင်ရင်သူများတွေငါ့ကိုလောင်ကြလိမ့်မယ်ငါမှအရေးရှင်းမရှိဘူးဆိုတာပေါ်သွားလိမ့်မယ်အလုပ်တွေကိုအချိန်ဆွဲမယ်စတင်မှုအချိန်ကြာကြီးတွေးတော့နေပြီးလက်တွေမလုပ်ဘဲနေမယ်မလုပ်ဘဲနေလိုက်ရင်မကြချုံနိုင်တော့တဲ့အတွက်မစတင်ခြင်းနီလန်းတွေနဲ့ကိုယ့်ကိုယ်အကာအကွယ်ပေးလိုက်မယ်ဒါကပိုပြီးတော့နည်းနည်းတဲ့မသိစိတ်ရဲ့တားသိမှုဖြစ်ပါတယ်အောင်မြင်ခြင်းနဲ့လို့စိတ်ကအပေါ်ရန်ရေရွတ်နေပေမဲ့မသိစိတ်ကအောင်မြင်မှုနဲ့ပါလာမဲ့အကျိုးဆက်တွေကိုကြောင်နေတာပါငါအောင်မြင်သွားရင်ငါပေါ်ထားတဲ့မျှော်လင့်ချက်တွေပိုကြီးလာမယ်ဒီအားတွေပိုများလာရင်ငါတောင်းမယူနိုင်မဲ့ဖြစ်သွားမလားဒီအောင်မြင်မှုနဲ့အမှန်တကယ်ထိုက်တန်ရလား
တနေ့နေ့မှာငါရေးချင်းမရှိတာကိုသူများတွေသိသွားမလားဆိုပြီးပန်းနိုင်ရောက်ခါနီးမှာအလုပ်ကိုလွတ်ပြေးလိုက်တာရေးကြီးတဲ့အခွင့်အရေးရလာရင်မလိုလားအပ်ပဲအမားတွေလုပ်လိုက်တာမျိုးတွေဖြစ်တတ်ပါတယ်ဘီယန်နာဝက်ကဒီကြောင့်ရုံမှုတွေကိုပျောက်ကွယ်သွားအောင်တိုက်ထုတ်ဖို့မဟုတ်ပဲစိတ်ဓာတ်ဆိုင်ရာအယူအဆ mindset ကိုပြောင်းလဲပြဖို့အကြံပြုထားပါတယ်ကြာရှုံးတာမင်းရဲ့အရေးချင်းမရှိတာကိုပြတာမဟုတ်ပါဘူးဒီနီလန်းကမလုံဆောင်မှုဆိုတဲ့သတင်းအချက်အလက်ကိုရလိုက်တာပါတိုးတက်လာတဲ့မင်းရဲ့ပုံစံအသစ်အောင်မြင်မှုနဲ့ရောက်လာမဲ့တောင်းအောင်တွေကိုကြောက်စရာအဖြစ်မမြင်မဲ့ငါလက်ခံနိုင်တဲ့ငါနဲ့ထိုက်တန်တဲ့အခြေအနေအသစ်အဖြစ်မသိစိတ်ကိုမကြာခဏရင်းနှီးအောင်လေ့ကျင့်ပေးပါရလက်အောင်မြင်ခြင်းကြာချုံခြင်းကိုပဲအမြဲတွေးနေရင်ကြောက်ရွံ့မှုဆိုတာပိုကြီးလာပါလိမ့်မယ်အဲ့ဒီအစားဒီနေ့လောက်ရမယ့်အလေးအကျင့်သေးသေးလေးတွေပေါ်မှာပဲအာရုံစိုက်လိုက်ပါကြာချုံမှုကိုကြောက်နေမိတာဟာသဘာဝကျပါတယ်အဓိကကတော့အဲ့ဒီကြောင့်ရုံမှုကြောင့်ကိုယ့်ရဲ့ခြေလမ်းတွေကိုရက်တက်မသွားစေဖို့ပါပဲဒီစာအုပ်ရဲ့အနည်းချုပ်ရွယ်ချက်ကပြဿနာကအပြစ်မှမဟုတ်ပဲငါတို့ရဲ့မသိစိတ်အလေးအကျင့်ထဲမှာရှိနေကြောင်းကိုသိမြင်စေပြီးကိုကြော်လွန်ကအစစ်မြင့်တဲ့ဘဝသစ်တစ်ခုစီကိုတက်လှမ်းမှုဖြစ်ပါတယ်ဘဝရဲ့လမ်းကြောင်းမှာအကြီးမားဆုံးအဟန့်အတားဖြစ်တဲ့ကိုယ်စိတ်ထဲကတောင်ကြီးကိုသတိထားမိလိုက်တာဟာပုံမူကောင်းမွန်တဲ့ဘဝသစ်စီကိုလမ်းတက်ဖို့ပထမဆုံးနဲ့အရေးကြီးဆုံးခြေလှမ်းပါပဲတောင်ထဲကအတိတရားလေးတွေကိုအသုံးချပြီးကိုယ့်ရဲ့မသိစိတ်အလေးအကျင့်စိုးတွေကိုတဖြည်းဖြည်းကျော်လွှားရင်နေ့စဉ်ခြေလှမ်းသေးသေးလေးတွေနဲ့အစစ်မြင့်တဲ့ဘဝသစ်စီကိုအခက်အခဲမရှိအောင်မြင်စွာတက်လှမ်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်လဲစာအုပ်အကြောင်းတွေကိုစီတိုးတဲ့ရေးဆိုင်ရာအကြောင်းအရာတွေကိုပြောပြပေးမှမို့လို့ like subscribe လုပ်ထားပေးပါဦး